ပေါခောက်ဆွဲဆိုင်ဖွင့်ပြခဲ့တာတော့ကျမအမြဲချက်ကျွေးနေတဲ့ကျမသမီးလေးအကြိုက်ဆုံးအမေရာခောက်ဆွဲကနေစတာပေါ့မိသားစုအတွက်ဖန်တီးခဲ့တဲ့ဒီအရာကိုလည်းတခြားလူတွေကိုလည်းစားစေချင်လို့ဖွင့်ခဲ့တာပါကျွန်တော်တို့ဆိုင်မှာရောက်ပြီးတော့ဆိုရင်တော့ဒီထိုင်ဝမ်မဲရာခောက်ဆွဲနဲ့ဂျမ်ဆိုင်မဲရာခောက်ဆွဲကိုအထူးကရွေးစေချင်တာပေါ့ထိုင်ဝမ်မဲရာခောက်ဆွဲကတော့အရသာအချိုလေးပါဒီဂျမ်ဆိုင်အမဲရာခောက်ဆွဲကတော့ရတာကချင်းဆက်လေးပါအမဲရာမစားတဲ့လူအတွက်ဆိုရင်ဒီကြက်သားခောက်ဆွဲရမယ်ဝက်သားခောက်ဆွဲရမယ်နောက်ပြီးတော့တက်တက်လူခောက်ဆွဲလည်းရှိတာပေါ့ခောက်ဆွဲနဲ့တွဲစားသုံးလို့ရတဲ့ဟာကဝက်သားရှလုံးပေါင်းရှိမယ်ပူတင်းပေါက်စီရမယ်ပဲလေးပေါက်စီရမယ်ဖတ်ထုတ်ကျော်ပေါက်စီကျော်နောက်ပြီးတော့ cheese man တို့လည်းမာယူဆောက်သုံးလို့ရပါတယ်ဆိုင်မှာဒုဖနောတွင်လည်းရတယ်ဒုဖနောအပူအေးနဲ့စံချိုဒုဖနောတွင်ရပါတယ်ကြောက်ဖြုံလက်ဖက်စိမ်းဆိုရင်ကျမတို့ကိုယ်တိုင်ထိုးထားတဲ့ဒီကြောက်ဖြုံယိုနဲ့နှက်ထားတဲ့ဒီဥလုံလက်ဖက်စိမ်းအရည်နဲ့ဖြော်ဆက်ထားတဲ့အတွက်ကျမရည်နဲ့ညီညွတ်တယ် fresh လည်းဖြစ်စေတယ်ကျမတို့ဆိုင်က58လမ်း41A မှာရှိပါတယ်ဒီဗီဒီယိုကြည့်ပြီးတော့လာစားတာပဲဖြစ်ဖြစ်လမ်းကြုံလို့လာစားတာပဲဖြစ်ဖြစ်ကျမတို့ခင်မီရေးနည်းစွာဖိတ်ခေါ်ပါတယ်အားပေးတဲ့တူတွင်ကိုလည်းထူးကျေးဇူးတင်ပါတယ်